မန်ယူကိုပြန်လာရင်နံပါတ်1ဂိုးသမားလုံမဲ့အိုနာနာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Debin Street Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက်သတင်းကောင်းတစ်ခုရှိပါတယ်ယူနိုက်တက်ကနေတူရကီကိုတရားသီအပန်းဖြစ်ခီးထွက်နေတဲ့အန်ဒရေအိုနာနာဟာရာသီကုန်ရင်မန်ချက်စတာကိုပြန်လာတော့မှာပါအိုနာနာကအသင်းကိုပြန်ရောက်ရင်သူ့ရဲ့နေရာမှန်ဖြစ်တဲ့နံပါတ်1ဂိုးသမားနေရာအတွက်ချာတိတ်လေးလမ်မတ်စ်နဲ့ရှင်ပြိုင်နေရာယူရမှာဖြစ်ကြောင်းသိရပါတယ်လမ်မတ်စ်ဟာယူနိုက်တက်ပရိသတ်တွေအကြိုက်ဆိုပေမဲ့အိုနာနာကတော့16သိန်းအချစ်တော်ဖြစ်ပါတယ်အိုနာနာဟာယူနိုက်တက်ကိုကမ္ဘာအကောင်ဆုံးဆွေပါကီပါအဖြစ်စတင်ရောက်ရှိလာခဲ့ပြီးဒီကနေ့ကယူနိုက်တက်ဂိုးဘောက်ကိုကာဝယ်ပေးဖို့တာဝန်ယူခဲ့ပါတယ်အိုနာနာဟာပညာရှိသတိဖြစ်ခဲ့အခြေအနေတွေတော့ကြုံခဲ့ရပါသေးတယ်အိုနာနာကလက်နဲ့ဂိုးမဖန်တတ်သလိုခြေထောက်နဲ့ဘောလုံးကန်ဖို့အတွက်ကွင်းနယ်ကိုမကြတက်ရင်ပရိသတ်ကိုရင်တုံစေပါတယ်မရှောင်ရင်လွတ်တဲ့တွပီရဲ့မြေးဖြစ်သူအိုနာနာဟာမဖမ်းရင်ဂိုးပြီးဖမ်းရင်လည်းမမိပါဘူးဖိုတိုကိုရှင်အိုနာနာဟာစေတနာတရာတရားနဲ့ထက်သန်သူတစ်ယောက်ဖြစ်ပါတယ်အိုနာနာအလှူပေးခဲ့တဲ့ဂိုးတွေကြောင့်ယူနိုက်တက်ဟာကြီးမားတဲ့ထိခိုက်မှုတွေပါကြုံခဲ့ရပြီးမလိုအပ်ပဲအမှတ်လျော့တာတွေပါဖြစ်ခဲ့ရပါတယ်ဒီတော့တန်ဟဲကသားသပိတ်လေးကိုအင်မော်ရင်ကအနာပေးထားဖို့ဆုံးဖြတ်လိုက်ပါတယ်အင်မော်ရင်ကဘယ်လ်ဂျီယံဂိုးသမားလေးဆန်နီလမ်မန်စ်ကိုရိုင်ယန်အဝတ်ကနေခေါ်ယူလိုက်တဲ့အခါယူနိုက်တက်မှာအိုနာနာအတွက်နေရာမရှိတော့တာချင်းတည်သွားတာကြောင့်အိုနာနာလည်းတူရကီအသင်းထရာဇွန်စပေါ့ကိုတရားသီအငှားထွက်ခဲ့ပါတယ်အိုနာနာဟာတူရကီမှာလည်းဆက်လက်ဂုဏ်သတင်းကြီးနေပါတယ်အိုနာနာဟာထရာဇွန်စပေါ့ကိုလိမှာအဆင့်3နေရာကနေရပ်တည်စေပြီးပွဲတိုင်းနေပါလေလက်ဆွမ်းကောင်းနေပြနေပါတယ်ပရိသတ်တွေကဆိုရင်အိုနာနာကိုချစ်ခင်လွန်နေကြပြီးနေရန်ကြီးလို့တော့နာမည်ပြောင်းပေးထားကြပါတယ်အိုနာနာကလည်းတူရကီမှာသူ့ရည်မှန်းချက်အတိုင်းနာမည်တစ်လုံးကိုပြန်လည်တည်ဆောက်နိုင်နေပါတယ်ဒါပေမဲ့အိုနာနာရဲ့အငှားစာချုပ်မှာအပိသက်ခေါ်ယူခွင့်မပါဝင်ပါဘူးဒါကြောင့်အိုနာနာကဂျာတီကုံလို့စာချုပ်တန်ကုန်ရင်ဘာမှမလုပ်ပဲယူနိုက်တက်ကိုပြန်လာမယ်လို့သိရပါတယ်အိုနာနာရဲ့ရွေချက်ကတော့သူ့နေရာကိုရထားတဲ့ဆန်နီလမ်မတ်စီကနံပါတ်1ဂိုးသမားနေရာကိုပြန်လည်ရယူဖို့ပါပဲ The Guardian သတင်းဌာနရဲ့သတင်းဖော်ပြချက်အရအိုနာနာဟာယူနိုက်တက်ကစားသမားဘဝကိုလက်လျှော့လိုက်ဖို့ဘယ်တော့မှစိတ်ကူးမရှိခဲ့တာကြောင့်အသင်းကိုပြန်ရောက်ရင်နံပါတ်1ဂိုးသမားအဖြစ်ပွဲထွက်ခွင့်ရဖို့တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းသိရပါတယ်ဒီလိုလုပ်ဖို့ကလည်းလွယ်မှာတော့မဟုတ်ပါဘူးလမ်မတ်စ်ကလည်းအချိန်တိုအတွင်းမှာတင်သူ့ကိုယ်သူတည်ပြထားသူပါလမ်မတ်စ်ကအိုဖရက်ဖို့ကိုရောက်လာကြတဲ့ကတီနေညက်လက်ဆွမ်းတွေကိုပြသနေသူဖြစ်တာကြောင့်ပရိသတ်တွေကတော့ပီတာရှာမိုက်ကယ်လက်သစ်လေးလို့တင်စားနေကြပါတယ်လမ်မတ်စ်ရဲ့အကောင်းဆုံးဆက်ဆောင်ရေးကိုပြီးခဲ့တဲ့အေဗာတန်နဲ့ပရီးမီးယားလိပွဲစဉ်မှာတွေ့ရပါတယ်လမ်မတ်စ်ဟာအေဗာတန်စီကအပိုင်ကန်ချက်၄ချိန်အထိကာကွယ်ပေးခဲ့ပြီးအသင်းကို1-0နဲ့အနိုင်ရရှိစေတာကြောင့်အကောင်းဆုံးကစားသမားဆုကိုပါရရှိခဲ့ပါသေးတယ်တခုရှိတာကယူနိုက်တက်ဟာနောက်ရာသီဆိုရင်ချန်ပီယံလိအပါအဝင်ပြိုင်ပွဲစုံကစားရတော့မှာပါဒီတော့အိုနာနာပြန်လာပြီးအသင်းမှာကမ္ဘာအဆင့်ဂိုးသမား2ယောက်တောင်ရှိမယ်ဆိုရင်ယူနိုက်တက်အတွက်အားတက်စရာလည်းဖြစ်ပါတယ်ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်